န္တလေးတိုင်းဒေသကြီးအမရဘူရာမြို့နယ်ဘုံအိုချေရွာမှာနိုဝင်ဘာလ18ရက်နေ့မနက်ပိုင်းကစိတ်တွေကိုခြေမကိုက်အောင်မီးမွှဲထားရာကနေမီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်ရှင်။ဒီမီးလောင်မှုဟာနိုဝင်ဘာလ18ရက်နေ့နနက်2:09မိနစ်လောက်မှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးမိသက်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်။哇，到这么多人呀！